မြန်မာနိုင်ငံအထွတ်ဒေါ်လာ120တန်အကူအညီအကောင့်ထဲပေါ်ရန်အချိန်ရှိလာတာကျန်တို့ပြီး NUG EROS နဲ့ဒေါ်လာနီအဖွဲ့များထံတို့အမှန်တကယ်ရောက်ရှိရေးဆောင်ရွက်ပေးရန် American အစိုးရကို BRI ကတောင်းဆို American သမ္မတ Donald Trump ကလက်မှတ်ရေးထိုးလိုက်တဲ့အစိုးရအသုံးစရိတ်ဥပဒေပါမြန်မာနိုင်ငံအထွတ်ဒေါ်လာ120တန်အကူအညီများအကောင့်ထဲပေါ်သုံးစွဲရန်အချိန်ရှိလာတာကျန်တော့ကြောင့် American အခြေစိုက် Burma Research Institute BRI ကပြောဆိုလိုက်ပါတယ်American အစိုးရအနေနဲ့အကူအညီများကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG တိုင်းရင်းသားတော်လှန်ရေးအဖွဲ့များ EROS CRPH နဲ့အရက်ဖက်လူမှုအဖွဲ့အစည်းများထံအမှန်တကယ်ရောက်ရှိစေရန် American နိုင်ငံသားရေးဝန်ကြီးဌာနကတာဝန်ယူဆောင်ရွက်ရန် BRI ကတောင်းဆိုထားပါတယ်American သမ္မတ Donald Trump က2026ဘဏ္ဍာရေးနှင့်အစိုးရအသုံးစရိတ်ဥပဒေ FY 2026 Consolidated Appropriations Act ကိုဖေဖော်ဝါရီလ3ရက်နေ့တွင်လက်မှတ်ရေးထိုးအတည်ပြုလိုက်ပြီးနောက်ရင်းဥပဒေပါမြန်မာနိုင်ငံအတွက်စုစုပေါင်းဒေါ်လာ220တန်အကူအညီပေးရမှာလဲအသက်ဝေလာခြင်းဖြစ်ပါတယ်American အစိုးရ၏2026ခုနှစ်ဘဏ္ဍာရေးညမှာ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှာ2026ခုနှစ်စက်တင်ဘာလ30ရက်နေ့အထိခေတ်မြန်မာအရေးအတွက်အတည်ပြုထားသော American ဒေါ်လာ120တန်အကူအညီပေးရေးမှာလက်ရှိအချိန်တွင်အကောင့်ထဲပေါ်ဆောင်ရွက်ရန်အချိန်8လခန့်သာကျန်ရှိတော့ကြောင်းသိရှိရပါသည် Burma Research Institute ၏ထုတ်ပြန်ချက်အရ American အစိုးရ၏ဥပဒေပါပြဋ္ဌာန်းချက်များမှာ Burma Act of 2022နှင့်ကုန်ညီပြီးမြန်မာစစ်တပ်ကိုဓာတ်ရိုက်ထောက်ပံ့ခြင်းမပါဝင်ဘဲဒီမိုကရေစီလှုံ့ဆော်မှုများဘာသာရေးနဲ့လူမျိုးရေးအရဖိနှိပ်ခံနေတဲ့ပြည်သူများကိုဦးစားပေးထောက်ပံ့သွားမည်ဖြစ်ကြောင်း American ဒေါ်လာ120တန်အနက်ဒေါ်လာ95တန်မှာထိုင်းနိုင်ငံအိန္ဒိယနိုင်ငံအပါအဝင်နယ်စပ်ချက်ချောအကူအညီပေးရေးအစီအစဉ်များအတွက်ဖြစ်သည့် American ဒေါ်လာ25တန်မှာလက်နက်မဟုတ်အကူအညီပေးရေးအတွက်ဖြစ်ကြောင်းဒေါ်လာ10တန်မှာအုပ်ချုပ်ရေးနဲ့ Federal စနစ်ဆိုင်ရာအစီအစဉ်များအတွက်ဖြစ်ကြောင်းဒေါ်လာ8တန်မှာလူမျိုးတွေပေါ်ကျူးလွန်ပေါ်စစ်ရာဇမှုများတားဆီးရေးနဲ့တာဝန်ခံယူဆိုင်ရာအစီအစဉ်များအတွက်ဖြစ်ကြောင်းဒေါ်လာ1.5တန်မှာနိုင်ငံရေးအကျင့်သူများကိုထောက်ပံ့ရန်ဖြစ်ပြီးဒေါ်လာ1.5တန်မှာစစ်တပ်မှ DMCDM လှုပ်ဆွန့်ခွာလာသူများကိုအကူအညီပေးရန်ဖြစ်ကြောင်းဒေါ်လာ1တန်မှာရိုဟင်ဂျာများအတွက်တရားမျှတမှုနဲ့တာဝန်ခံယူဆိုင်ရာအစီအစဉ်များအတွက်ဖြစ်ကြောင်းသိရှိရပါတယ်BRI ဥက္ကဋ္ဌနဲ့ CEO ဖြစ်သူဇိုတွန်ဟွန်မွန်ကဒီအတီးပြုကြီးဟာမြန်မာဒီမိုကရေစီအနာဂတ်အတွက် American လူတော်ကပါတီမခွဲခြားမဲထောက်ခံနေကြောင်းကိုထင်ရှားစွာပြသလိုက်ကြပါဟုပြောကြပါတယ်။ထို့အပြင် BRI Board ဥက္ကဋ္ဌ Dr. Robin Stoops ကလည်းလက်ရှိ American အစိုးရ၏နိုင်ငံခြားနှင့် NGO များနဲ့နိုင်ငံသမဂ္ဂအဖွဲ့အစည်းများပေါ်ချင်းကပ်မှုကိုထောက်ပြကာဒီမိုကရေစီအင်အားစုများထံအကူအညီများတကယ်ရောက်ရှိစေရန်ထိရောက်တဲ့လမ်းကြောင်းများကိုတေချာစွာချမှတ်ရန်အရေးကြီးတယ်လို့ပြောဆိုပါတယ်။